ပြီးရင်regulator စားဖို့နည်းနည်းမမယ်ဒီဘလောက်ကိုနည်းနည်းလေးရွှေ့မယ်ဒီဘက်ကိုရွှေ့မယ်ဒီဘက်လာရတယ် stop ဒီကောင်ထွက်ကြမှာကြောက်ရင်ဒီကောင်အမဲစီလေးနဲ့တော့ကတ်ထားနော်ပြီးရင်ဒီမှာဒီကလက်နဲ့လေးကင်လာမယ်လေးမိုက်နော်ထည့်လိုက်ဒါတော့လည်းလွဲနေတယ်တဲ့ပါနော်ဝါလည်းဒီလိုကစားဒီလိုကစားကြည့်မယ်အထောက်လည်းကစားကြည့်ဒါဆိုတဲ့ပါနော်ဘာ position တွေပါယူသွားမှကြောက်ရင်ဘောလေးနဲ့ဆက်လိုက်နော်အဲ့တော့ထဲထဲကဘာနဲ့ဟို distance ဘလောက်နဲ့ဖိတ်ဆိုင်ကြရောက်ကတူပြီပုံလိုက်ကစားကြည့်လိုက်နော် swap plate ကစားတယ်အကောင် fitting မကြရင် swap plate ကကလန့်နေတယ်ဆိုရင်ဒီမကစားဘူးနော်အဲဒီတောင်းလေးတို့လည်းလက်လေးနဲ့လို့စမ်းကြည့်ဒီဘက်လည်းစမ်းကြည့် fit size ကြမယ်ပြီးရဒီတက်သေးကြရင်ကျွန်တော်ရှက်ကိုထည့်တယ်နော်အဲလို fit size ပဲကျွန်တော်တော့ gear band ထိုင်နေနေဖြစ်တယ်ဟောဒီမှာတော့ကစားတွတ်ကလေးပဲဟုတ်ပြီပန်တူကအရင်လုံးတော့ position လည်းမှန်တယ်ဒီလိုပတ်လက်လန်ပြီးတော့ဆိုရင်ရှက်ကမထွက်တော့အဆင်ပြေရတယ်ပန်ဝန်းကနေစလုံးလည်းရတယ်ဒါပေမဲ့ပန်တူရှက်နဲ့ပဲထိုင်ရမှာ